ဒီနေ့မှာတော့ဆီယာမနဲ့တူတူခဏခဏမှားတတ်တဲ့အင်္ဂလိပ်စကားပြောတွေကိုလေ့လာကြရအောင်နော်စာအုပ်နဲ့ပေါ်ပင်လေးတွေယူထားပေးပါမင်းထပ်ပြီးပြောလို့ရမလား Can you repeat again လို့သုံးတာမှားပါတယ် Can you repeat ငါသဘောတူတယ် I agree I am ဆိုပြီးတော့ခဏခဏသုံးပါတယ် I agree ပါ verb to do နဲ့ပါသူမငါ့ကိုပြုံးပြတယ် She smiled at me She smiled to me ဆိုရင်မှားပါတယ်ငါအိပ်ပြန်တယ် I am going home အိပ်ပြန်တယ် home ဆိုတဲ့စကားလုံးမှာ to မလိုပါဘူး I am going home လူတိုင်းကအမှားလုပ်တတ်တယ် Everybody makes mistakes ဒီမှာ everybody ကိုအနေကိန်းနဲ့သုံးရမယ် makes မှာ s ထည့်ရပါမယ်ငါသူ့ကိုကောင်းကောင်းသိတယ် I know him well ကောင်းကောင်းဆိုတဲ့ပေါ့နော် adverb က well ဆိုတဲ့စကားလုံးလေးနဲ့သုံးရမယ်နော်ခုလိုမျိုးအင်္ဂလိပ်စကားပြောတိုလေးတွေလေ့လာကြတဲ့က teacher ရဲ့ YouTube Telegram Viber Facebook link လေးတွေကို comments လေးမှာထားပေးထားပါတယ် follow လုပ်သွားနော်